ဒေသရီကနေကြိုဆိုပါတယ်ဒီနေ့လေးလာမှာတော့လုပ်ငန်းရှင်တိုင်းစီးရင်ခိုင်တိုင်းနေ့စဉ်မဖြစ်မနေလုပ်ရတဲ့ cash book အကြောင်းဖြစ်ပါတယ်ဒါဆိုရင် boss တော်တော်များများစိတ်ဝင်စားတာ cash book ပါဒီနေ့ငွေဘယ်လောက်ဝင်လာလဲဒီနေ့ငွေဘယ်လောက်ထွက်သွားလဲပြီးရင်အဲ့ငွေလက်ကျန်ဘယ်လောက်လဲသူတို့အဲ့လက်ကျန်တဲ့ကွာအပ်တာကိုသူတို့စိတ်ဝင်စားတယ်အဲ့လိုပဲလုပ်ငန်းတိုင်းမှာကုန်လက်ကျန်တွေမကောက်ဖြစ်တဲ့နေ့တွေရှိမယ်တခြားစည်ရင်းမမှတ်ဖြစ်နေမယ် cash book ကတော့မဖြစ်မနေမှတ်ကြတယ်အဲ့တော့ cash book ကတော့စည်ရင်ခိုင်တိုင်းလုပ်ငန်းတိုင်းရဲ့အသက်ပါအဲ့တော့အဲ့ cash book နဲ့ပတ်သက်လို့စနစ်တကျမှတ်တမ်းရေးသွင်းဖို့အတွက်လိုအပ်တယ်တချို့လုပ်ငန်းငယ်လေးတွေက cash book ကိုတော့မှတိတ်တိတ်ချာချာမမှတ်တာလည်းတွေ့ရတယ်ဒါကြောင့်မလို့အားလုံးအတွက်အကျိုးရှိမယ် cash book ကိုစပြီးတော့လေ့လာရအောင် cash book ဆိုတာငွေကြေးနဲ့ပတ်သက်တဲ့ GPS တခုဆိုလဲဟုတ်တယ် money history တခုဆိုလဲဟုတ်တယ်လုပ်ငန်းကို control လုပ်လို့ရမယ် tools တခုဆိုရင်လည်းမမှားပါဘူးတခါတည်းဝန်ထမ်းတွေလစာထုတ်လာတယ်ကိုယ့်ရဲ့လစာလလေလောက်ပဲရှိသေးတယ်ဘယ်ရောက်သွားမှန်းမသိဘူးကုန်သွားပြီအဲ့ကြဟာငါစင်းမမှတ်မိခဲ့မိရဲ့အတွက်ကြောင့်မလို့ဟာငါဘယ်နားမှာဘလောက်သုံးသွားလိုက်ပြီလို့ကုန်သွားရလဲဟုတ်ရဲ့လားဒါမျိုးတွေစဉ်းစားမိတာရှိတတ်တယ်ဒါဆိုကိုက cash book ကိုလုပ်ငန်းရှင်တွေသာမကကိုယ့်ရဲ့ personal finance အတွက်ပါမှတ်ထားမယ်ဆိုရင်အများကြီးအကျိုးရှိမှာပါဖုန်းကောတစ်ခုလုပ်လိုက်မယ်ဆိုရင်ဖုန်းခေါ်လိုက်တာဘယ်သူ့ကိုခေါ်ခဲ့တာလဲဘယ်အချိန်မှာခေါ်ခဲ့တာလဲဘယ်လောက်ကြာပြောခဲ့လဲဆိုတော့ call history ရှိသလိုပဲငွေကြေးနဲ့ပတ်သက်ရင်လည်း cash book ထားမှသာနေဘယ်နေရာမှာဘာအတွက်ဘယ်လောက်သုံးလိုက်တာလဲဆိုတာကိုအတိအကျသိရမှာဖြစ်ပါတယ် cash book ရှိတာနဲ့ cash control ရှိတာနဲ့မတူပါဘူး cash book ရှိရဲဆိုတာကပတ်စံဝင်တာတွေထွက်တာတွေကိုမှတ်တမ်းရေးထားရုံလောက်ပဲရှိရပါ cash ကိုပို့ပြီးတော့ပါဝါမြင့်သုံးချင်တယ်ဆိုရင် cash book ကိုမှတ်ထားအောင်မကအဲ့ cash book ကိုဘယ်လို control လုပ်မလဲဆိုတဲ့နည်းလမ်းတွေကိုပါသိရင်မိတ်ဆွေတွေအတွက်အများကြီးအကျိုးရှိမှာပါ cash book ကို control လုပ်နိုင်ဖို့အတွက် cash control system လေးကိုပြောပြပေးပါမယ် cash control လုပ်ဖို့ဆိုရင်ပထမဦးဆုံး cash book မှတ်တမ်းထဲမှာပတ်စံအဝင်ပတ်စံအထွက်တွေကိုမှတ်တမ်းရေးထားတာရှိရပါမယ်စကြည့်ရမှာ cash book ပါအဲ့ဒီ cash book မှတ်တမ်းမှာတစ်ဆင့်နောက်တစ်ဆင့်နေနဲ့ voucher တွေရှိရမှာဖြစ်ပါတယ် voucher တွေကဘာတွေနဲ့ပတ်သက်လို့ရှိရမလဲဆိုရင်ပတ်စံအဝင်နဲ့ပတ်သက်လို့ receipt voucher တွေရှိရမယ်ပတ်စံအထွက်နဲ့ပတ်သက်လို့ payment voucher တွေရှိရပါမယ်ပတ်စံအဝင် voucher တွေကို credit voucher လို့လည်းခေါ်တယ်ပတ်စံအထွက် voucher တွေကို debit voucher လို့လည်းခေါ်လေးရှိပါတယ်အဲ့လို voucher လေးကတော့ stationery sign တွေမှာအလွယ်တကူပဲဝယ်လို့ရတယ်အဲ့ voucher နဲ့တကွ cash book ထဲမှာနံပါတ်ဆင်လိုက်မှတ်တမ်းရေးပြီးတော့တင်ထားရမှာဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့ approval ယူပြီးတော့မှတုံးထားတဲ့ပတ်စံပေးချေမှုတွေဖြစ်ဖို့လိုပါတယ်အဲ့တော့ပတ်စံပေးချေမှုတစ်ခုတိုင်းမှာဘသူရဲ့ခွင့်ပြုချက်နဲ့ပေးချေတာလဲအဲ့တော့တချို့အသေးအဖွဲသုံးစည်းတွေက cashier ရဲ့ authority နဲ့ပေးလို့ရမယ် accountant ရဲ့ authority နဲ့ပေးလို့ရမယ်တချို့သုံးစည်းတွေကဆိုရင် manager ရဲ့ authority နဲ့မှပေးလို့ရတာရှိနိုင်တယ်လို့ပိုင်ရှင် CEO ရဲ့ authority နဲ့မှပေးလို့ရတဲ့ငွေပမာဏတွေလည်းရှိတတ်ပါတယ်အဲ့လိုအစစ်စစ်တော့သတ်မှတ်ထားဖို့လိုပါတယ် cash book ထဲမှာသွင်းလိုက်တဲ့ပတ်စံအဝင်တိုင်းပတ်စံအထွက်တိုင်းအတွက် voucher ရှိရမယ်အဲ့ဒီ voucher တွေပါလေနံပါတ်စဉ်ရေးထိုးပြီးတော့သုံးထားတာဖြစ်ရမယ်အဲ့ဒီ voucher ရဲ့နောက်မှာလေပတ်စံပေးရဆိုရင် payment voucher နဲ့အနောက်မှာတကယ်ငွေသုံးခဲ့တဲ့ကိုအသုံးပြုခဲ့တဲ့ဆိုင်ကပေးလိုက်တဲ့မူရင်း voucher ကိုလည်း attachment ကတ်ထားဖို့လိုပါတယ်ဒါအပြင်ပတ်စံပေးချေမှုတိုင်းမှာဘယ်ပမာဏအထိကတော့ဘသူခွင့်ပြုချက်နဲ့သုံးရမယ်ဆိုရဲ approval လည်းလိုပါတယ်နောက်တစ်ဆင့်အနေနဲ့ကတော့ daily cash ကိုရေတွက်ဖို့လိုပါတယ်နေ့တစ်နေ့ပြီးသွားတိုင်းမှာဒီနေ့ပတ်စံအဝင်စုစုပေါင်းဘယ်လောက်ပတ်စံအထွက်စုစုပေါင်းဘယ်လောက်အဲ့အတွက်လက်ကျန်ဘယ်လောက်ဆိုတာကိုပိုင်ရှင်ကိုအပ်တဲ့အခါမှာအသေးစိတ်ရေတွက်စစ်ဆေးပြီးတော့မှအပ်တင်ပါတယ်တခါတည်းမှာငွေသားနဲ့ရတာမဟုတ်ပဲနဲ့ banking နဲ့ရတာလည်းရှိတတ်ပါတယ်ဒါဆိုပိုင်ရှင်ကိုတခါလေး list လုပ်ပေးလိုက်ရမှာက KBZ ဘဏ်ထဲကိုဝင်ထားတာဘယ်လောက် KBZ ဘဏ်နဲ့ထွက်ထားတာဘယ်လောက် ARD ဘဏ်နဲ့ဝင်ထားတာဘယ်လောက် ARD ဘဏ်နဲ့ထွက်ထားတာဘယ်လောက်လက်ထဲမှာငွေသားနဲ့ဝင်ထားတာဘယ်လောက်
ငွေသားနဲ့ထွက်ထားတာဘယ်လောက်ဆိုပြီးတော့ကိုကဝင်ငွေထွက်ငွေနဲ့လက်ကျန်တွေကိုပိုင်ရှင်လက်ထဲကိုစနစ်တကျအပ်ရမှာဖြစ်ပါတယ် cash ကိုတော့ငွေသားနဲ့အပ်ရမှာဖြစ်တယ်လို့နေ့စဉ်ပိုင်ရှင်ကလာယူမှာမဟုတ်ဘူးဆိုရင်လည်းသက်ဆိုင်ရာဘောင်ချနဲ့အဝင်အထွက်လက်ကျန်ဆိုပြီးတော့တေးပင်နဲ့ပြန်ပတ်ပြီးတော့ cash တွေကိုတင်ထားရမယ်ပိုင်ရှင်လာတဲ့ချိန်ကြာမှာပေးဖို့ဘဏ်ကတော့ဘဏ်ထဲကိုဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်ပိုင်ရှင်ရဲ့ banking ဖြစ်ခဲ့မယ်ဆိုရင်သူစစ်ဆေးလို့ရအောင်လို့ကိုကအဝင်အထွက်လက်ကျန်တွေကိုမှတ်ထားရမယ်သို့မဟုတ်ရင်လည်း bank statement တစ်လတစ်ခါထုတ်စစ်တဲ့အချိန်မှာအဲ့ဒီအဝင်အထွက်လက်ကျန်တွေကပ်ရလားလို့စစ်ဆေးကြည့်ဖို့အတွက်လိုပါတယ်ဒါကြောင့် daily cash ကောင်းရလဲလိုအပ်ပါတယ်နောက်ဆုံးအဆင့်အနေနဲ့ကတော့ cash reconciliation လုပ်ဖို့လိုပါတယ် cash reconciliation လုပ်တယ်ဆိုတာကကိုယ့်လက်ထဲမှာစရင်အရငွေလက်ကျန်ကဘယ်လောက်ရှိတင်တာလဲအဲ့တော့စရင်အရငွေလက်ကျန်နဲ့လက်ထဲမှာတကယ်ရှိနေတဲ့ငွေနဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးတာကို cash reconciliation လုပ်တယ်လို့ခေါ်ပါတယ်ဒီလိုပဲ bank reconciliation နဲ့လုပ်တင်ပါတယ်ဘဏ်နဲ့ပတ်စံဝင်ထားတယ်ဘဏ်နဲ့ပတ်စံထွက်ထားတယ်ဒါတွေကိုကိုကစရင်မှာကိုကမှတ်ထားတယ်ဖော်ပြထားတယ်တကယ် bank statement ကိုထုတ်လိုက်တဲ့အခါမှာကိုမသိလိုက်ဖဲနဲ့ဝင်ထားတာမျိုးကိုမသိလိုက်ဖဲနဲ့ထွက်ထားတာမျိုးတွေရှိလားအဲ့ဒါတွေနဲ့ပြန်ပြီးတော့တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်bank reconciliation လုပ်တယ်လို့ခေါ်ပါတယ်။ဒါမျိုးကိုလည်းမှန်တစ်လတစ်ကြိမ်အနည်းဆုံးလုပ်တင်ပါတယ်။ cash book မှာလုပ်ငန်းရှင်တော်တော်များများကငါဒီနေ့ရောင်းအားဘယ်လောက်ရောင်းရလဲရောင်းအားတွေအများကြီးရောင်းရတယ်။ပြီးလို့ရှိရင်ငွေတွေဘယ်ရောက်သွားတာလဲအများစုမေးတတ်ကြတယ်။အဲ့တော့ cash book မှာအဓိကပတ်စံဘယ်ရောက်သွားလဲဆိုတဲ့ပြဿနာအမျက်တော့ရှိတယ်ပတ်စံဘယ်ရောက်သွားလဲဆိုတဲ့ပြဿနာကိုရှင်းပေးဖို့အတွက် cash book မဖြစ်မနေလိုအပ်ပါတယ်။ cash book ဆိုတာနေ့စဉ်ပတ်စံလှုပ်ရှားမှုကိုမှတ်ထားတဲ့စာအုပ်တုပ်ပါကိုကတော့ cash ကိုမလိုတဲ့နေရာမှာမသုံးဘူးလိုတဲ့နေရာမှာသုံးလိုက်တာပဲငါအပိုသုံးတာမဟုတ်ပါဘူးဆိုပြီးတော့ cash book ကိုစနစ်တကျမှတ်ထားဘူးဆိုရင်မရေးထားဘူးဆိုရင်တကယ်အရေးကြုံလာတဲ့အချိန်မှာပြန်ပြီးတော့ငါဘယ်နားမှာသုံးလိုက်လဲပြန်ကြည့်လို့မရတော့ဘူးဒါဆိုမရေးထားဘူးဆိုရင်မသိနိုင်ဘူးမသိဘူးဆိုရင် control လုပ်လို့ရမှာမဟုတ်ပါဘူး cash book ဒီငွေကြေးနဲ့ပတ်သက်တဲ့ GPS တစ်ခုဆိုလဲမှန်တယ် cash book ဒီငွေကြေးနဲ့ပတ်သက်တဲ့ history တစ်ခုဆိုလဲမှန်တယ်ဒီ cash book ဒီငွေကြေးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ control လုပ်တဲ့ tools တစ်ခုဆိုရင်လည်းမှန်ပါတယ်။အဲ့ဒါ15သိန်းရတယ်15ရက်ပဲကြာတယ်ပတ်စံတွေကုန်သွားပြီငါဘယ်မှာသုံးလိုက်မှန်းမသိဘူးပေါ့။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ cash book မှတ်ဖို့လိုနေပါပြီ။ပတ်စံမရှိတာပြဿနာမဟုတ်ဘူးပတ်စံဘယ်ရောက်သွားမှန်းမသိတာပြဿနာ။အဲ့တော့ပတ်စံကမရှိဘူးဆိုတာကကုန်သွားပြီဘယ်နားမှာသုံးလိုက်မှန်းမသိဘူးလို့ပြောလို့ရှိရင်နင်ဘယ်လိုသုံးလိုက်တာလဲအသုံးပြုံးကြီးလိုက်လားလို့ပြောမှာ။အဲ့တော့အဲ့ပတ်စံကဘယ်နေရာမှာဘာကြောင့်ဘလို့ကုန်သွားပါတယ်ဆိုတာမျိုးပြောနိုင်တယ်ဆိုလို့ရှိရင်ဒါကကိုယ့်အတွက်အကြောင်းပြချက်ခိုင်လုံးရှိသွားပြီပတ်စံမရှိရတဲ့အကြောင်းရင်းပေါ့ဒါကြောင့်မလို့ပတ်စံမရှိတာပြဿနာမဟုတ်ဘူးပတ်စံဘယ်မှာသုံးလိုက်မှန်းမသိတာကပြဿနာပါ cash flow နဲ့ပတ်သက်လို့အလွယ်ပြောရမယ်ဆိုရင်ဥပမာကို့မှာ opening cash အနေနဲ့ပတ်စံ9သိန်းရှိရဆိုပါစို့ပတ်စံဝင်လာတဲ့ဒီနေ့ရောင်းငွေ2သိန်းမို့ရတယ်ဒါဆိုကိုယ့်လက်ထဲမှာပတ်စံက9သိန်းဖြစ်သွားပြီအဲ့ချိန်မှာလစာ3သိန်းပေးလိုက်ရတယ်ကုန်ဝယ်တာက3သိန်းမို့ဝယ်လိုက်တယ်ဒါဆိုပတ်စံထွက်သွားတာက4သိန်းပတ်စံ inflow နဲ့ opening နဲ့ပေါင်းလိုက်တာက9သိန်းရှိတယ်ပတ်စံထွက်သွားတာက4သိန်းဆိုရင်နေ့တစ်နေ့ကုန်ဆုံးသွားတဲ့အချိန်မှာကို့မှာကြံမဲ့ပတ်စံနဲ့ကြံသည်3သိန်းပါဒါဆိုရင်အစမှာရှိတဲ့ပတ်စံရဲ့ဝင်လာတဲ့ပတ်စံရဲ့ကိုပေါင်းထွက်သွားတဲ့ပတ်စံကိုနှုတ်လိုက်မယ်ဆိုရင်အဆုံးမှာရှိတဲ့လက်ရှိနောက်ဆုံးလက်ကျန်ကိုသိရမှာဖြစ်ပါတယ် cash book ရှိရနဲ့ cash control ရှိရနဲ့မတူပါဘူး cash book ရှိရဆိုတာကတော့ကို့မှာ record ရှိနေတာပါ cash control ရှိဖို့ဆိုလို့ရှိရင်တော့စောလိုမျိုးအဆင့်လိုအပ်ချက်တွေရှိပါတယ် cash book ရဲ့နောက်မှာ voucher တွေလိုတယ် voucher ရဲ့နောက်မှာ approval တွေလိုတယ်ပြီးရင် daily counting လုပ်ဖို့တွေလိုသလို reconciliation လုပ်ဖို့တွေလည်းလိုပါတယ် cash control system မှာလိုအပ်တာ5ခုရှိပါတယ်နံပါတ်1 cash book လိုပါတယ်နံပါတ်2 receipt voucher တွေ payment voucher တွေလိုပါတယ်နံပါတ်3အနေနဲ့ approval လိုပါတယ်နံပါတ်4အနေနဲ့တော့ daily cash counting တွေလုပ်ဖို့လိုပါတယ်နောက်ဆုံးနံပါတ်5အနေနဲ့တော့ cash ကို reconciliation လုပ်ဖို့လိုပါတယ် cash လို့ပြောတဲ့နေရာမှာလက်ဝယ်မှာရှိတဲ့ပတ်စံတွေလည်းပါသလိုဘဏ်မှာရှိတဲ့ပတ်စံတွေလည်းပါပါတယ်ဘဏ်မတူဘူးဆိုရင်သက်ဆိုင်ရာဘဏ်အလိုက်ဘဏ် reconciliation တွေလုပ်ဖို့လိုပါတယ်ဒီနေ့ကိုယ့်ရဲ့အသုံးစရိတ်လေးကိုရေးကြည့်ပါပတ်စံတွေဘယ်ကနေဝင်လာလဲပတ်စံတွေဘာကြောင့်ထွက်သွားသလဲလက်ကျန်ဘယ်လောက်ရှိသလဲဒီနေ့ကစပြီးတော့ကိုယ့်ရဲ့ business မှာသာမကကိုယ့်ရဲ့ personal finance အနေနဲ့ပါဝင်ငွေထက်မှတ်တမ်းလေးကိုလုပ်ကြည့်မယ်ဆိုရင်အများကြီးအကျိုးရှိမှာပါဒီနေ့ဗီဒီယိုလေးကမိတ်ဆွေတွေအတွက်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံပါမယ်